ခါတုန်းကတောအုပ်ကြီးတစ်ခုအတွင်းမိဘအိုနှစ်ဦးနဲ့အတူနေထိုင်တဲ့လူငယ်လေးတစ်ယောက်ရှိတယ်။သူ့နာမည်ကသူဝနတာမလို့ခေါ်ကြတယ်။သူဝနတာမရဲ့မိဘတွေကမျက်မမြင်တွေဖြစ်လို့နေ့စဉ်အသက်ရှင်ရေးအတွက်အားလုံးကိုသူဝနတာမပဲတာဝန်ယူရတယ်။ရေခတ်ထင်းရှာအစာရှာမနက်မှညအထိအပင်ပန်းခံပြီးမိဘတွေကိုပြုစုစောင့်ရှောက်တယ်။တနေ့မှာတော့ဘယင်တစ်ပါးကတောထဲကိုသားကောင်ဖမ်းဖို့ဝင်လာတယ်။အဲ့ဒီအချိန်သူဝနတာမကရေကန်မှာရေခတ်နေတုန်းဘယင်ရဲ့မြားတစ်ချောင်းကမထင်မှတ်ပဲသူဝနတာမကိုထိမှန်သွားတယ်။သူဝနတာမလဲကျသွားတဲ့အခါဘယင်ကပြေးလာပြီးတိသွားတယ်။သူ့ရဲ့အမှားကြီးတစ်ခုလုံးမိပြီဆိုတာကိုသူဝနတာမကတေချာအတန်တိုးတိုးနဲ့ပြောတယ်။အရှင်ဘယင်ရေကျွန်တော်ကိုမစိုးရိမ်ပါနဲ့ကျွန်တော်မိဘတွေမျက်မမြင်ဖြစ်လို့အခုချိန်သူတို့ကိုဘယ်သူမှမပြုစုနိုင်တော့ဘူးအဲ့ဒါကိုပဲစိုးရိမ်တာပါဒီစကားကြားတဲ့အချိန်မှာဘယင်ရဲ့နှလုံးသားကတုန်လှုပ်သွားတယ်ကို့အတွက်မစိုးရိမ်ပဲမိဘအတွက်ပဲစိုးရိမ်နေတဲ့လူတစ်ယောက်ရဲ့မေတ္တာကိုဘယင်တစ်ခါမှမတွေ့ဘူးခဲ့ဘူးဘယင်ကချက်ချင်းမိဘတွေရှိတဲ့နေရာကိုသွားပြောပြပြီးအမားကိုဝန်ခံတောင်းပန်တယ်မိဘအိုနှစ်ဦးကတော့မငိုကြွေးပဲမေတ္တာနဲ့သာဆုတောင်းကြတယ်သားရဲ့ကုသိုလ်ကြောင့်သူပြန်အသက်ရှင်ပါစေအံ့ဩစရာကောင်းတာကသူတို့ရဲ့စင်ကြယ်တဲ့မေတ္တာဆုတောင်းကြောင့်သူဝနတာမကတဖြည်းဖြည်းအသက်ပြန်ရှင်လာတယ်ဘယင်ကဒီဖြစ်ကိုမြင်ပြီးအမားကိုအလွန်အမင်းနောင်တရတယ်အဲ့ဒီနေ့နောက်ပိုင်းသူကလူတွေကိုမေတ္တာနဲ့အုပ်ချုပ်တဲ့ဘယင်တစ်ပါးဖြစ်သွားတယ်။ဒီပုံမြင်ရဲ့အဓိကအကြောင်းရင်းမိဘကိုပြုစုစောင့်ရှောက်ခြင်းဟာအမြင့်ဆုံးကုသိုလ်။မေတ္တာစစ်ကအသက်တောင်ပြန်ပေးနိုင်တဲ့အင်အားရှိတယ်။ကိုမလုံးသင့်တာလုံးမိရင်ဝန်ခံတောင်တရားဖို့အရေးကြီးတယ်။